ပရိသတ်တွေကတောင်းဆိုကြပါတယ်အမေအတွက်မျက်ရည်တစ်စက်ဆိုတဲ့တရားလေးကိုစကိုင်းမြို့မှာဟောကြားပေးပါလို့ဒါဒီနေ့တယ်လီဖုန်းတွေဆက်ပြီးတော့လှမ်းပြီးတောင်းဆိုကြယနေ့ကလည်းမိဘကျေးဇူးဆက်တဲ့ညဆိုတော့ပို့ပြီးတော့လဲကြိုက်ညီသွားပါတယ်တရားကောင်းစဉ်ကဒီတရားလေးဟာမြမပြည်အရရက်မှာလဲအမတန်မှကိုပြိဿတ်တွေသဘောကျလို့တိတ်ခွေတွေလည်းအမတန်မှရောင်းအားကောင်းနေတဲ့တရားလေးဖြစ်ပါတယ်ခဲယနေ့တော့အမေကိုကျေးဇူးဆက်ရင်းနဲ့အမေအတွက်ကြာရတဲ့မျက်ရည်တွေဟာဤကုသိုလ်တွေနဲ့ပေါင်းဆက်ကောင်းမြတ်တဲ့ကျေးဇူးဆက်ပွဲလေးဖြစ်အောင်ပရိသတ်တို့၏တရားပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထွတ်ထားမြတ်စွာဘုရားနှင့်အနန္တောနန္တငါးပါးတို့ရဲ့ကျေးဇူးကိုပူဇော်ကာဂါရဝပြုကြတော်ကြရအောင်အလုံးလက်အုပ်ချီအာယုံပြုထားဘုံဘုံတိုင်ပေးတဲ့အတိုင်းလိုက်ဆိုပြီးပူဇော်ကြရအောင်ဗုဒ္ဓဂုဏအနန္တအဟဝန္ဒမိဘဖယာဒီလူဘဝဖယာတော်ပြီဖယာမြတ်ဂုံကို၏ယုံကြည်မြတ်တို့လက်ဆုံးမူရှိခိုးအားဤအရှင်ဘုရားဓမ္မကုဏအနန္တအဟဝန္ဒမိဘဘုရားဤလူဘဝအရာတော်ပြီတရားမြတ်ဂုံကို၏ယုံကြည်မြတ်တို့လက်ဆုံးမူရှိခိုးအားဤအရှင်ဘုရားသံဃာကုဏအနန္တအဟဝန္ဒမိဘဘုရားဒီလူဘဝအရာတော်ပြီသံဃာတော်မြတ်တို့ဤဂုံကို၏ယုံကြည်မြတ်တို့လက်ဆုံးမူရှိခိုးအားဤအရှင်ဘုရားမာတာပိတုကုဏအနန္တအဟဝန္ဒမိဘဘုရားဒီလူဘဝအရာတော်ပြီမိဘနှစ်ပါးရဲ့ဂုံကို၏ယုံကြည်မြတ်တို့လက်ဆုံးမူရှိခိုးအားဤအရှင်ဘုရားအာစရိယကုဏအနန္တအဟဝန္ဒမိဘဘုရားဒီလူဘဝအရာတော်ပြီဆရာသမားတို့ဤဂုံကို၏ယုံကြည်မြတ်တို့လက်ဆုံးမူရှိခိုးအားဤအရှင်ဘုရားချစ်တော်တန်သာသနာပြုဆရာတော်ဘုရား၏တရားပလင်တော်ဖွင့်လှစ်သောအဖြစ်
ချင်းတောင်တန်းဓမ္မကဗျာကလေးကိုတန်ပြိုင်သိဆိုပြီးတော့တရားပလင်တော်ဖွင့်လှစ်ကြရအောင်ကွယ်အလုံးတန်ပြိုင်သိဆိုကြရမယ်ဗုဒ္ဓသာသနာရှင်နေဝလေဒီထုံးပါလို့မြန်တိုင်းပေါ်ချင်းတောင်မပြိုဆရာတို့ဘုရားရဲ့တရားဝေတိညနောအဝိဇ္ဇာမောင်တွေပေကွာကင်းဖို့စိတ်မဆောင်ကွယ်ညာအလင်းဖို့တရားနာကသူတွေအပေမကြာအောင်ကေမပါရဲ့နောမြေပြတ်တောင်းတော်ဝိနည်းများကိုဒေသနာတရားနဲ့လက်တွေခေါ်ချင်းတော်မပြိုဆရာတို့ဘုရားရဲ့မေတ္တာအနန္တတို့တရားဆိုရနာရမေနောအများကိုပါလာကြွယ်ခေါ်ဆရာတကားလက်တွေ့ကြမေနောသာသနာအတူပြုကြမေခေါ်ဝိနည်းခေမကံမပြောပြင်းမြမဒေသနာလွမ်းစေသောရာဂမဓမ္မရောက်နေဝဆင်မြတ်ထုံးမေနောရာဂမဒုသာသနာကြီးအချီထုံးမေနောရာဂမမြတ်မီအဝလေးရဲ့ငြိမ်းချမ်းသာမေနောဗုဒ္ဓလောကီသမုပ္ပန္နောဟိတယသဗ္ဗပါဏိနဣတိနာသစ္စာဝဇိနာပတိတိဟောတုတပ္ပရာလောကေကာမရူပအရူပဟုဘဝသုံးထပ်ပုံသုံးယနာသဗ္ဗဗာဏိနံခသိမြတ်စွာတတဝအနန္တတို့ဤဟိတယလောကီလောကုမယုတ်တို့ဘဝအကျိုးရများကြစေခြင်းဟာဗုဒ္ဓသစ္စာလေးတဲ့တရားမှန်ကိုဧကံသိမြင်ဖယားရှင်ကိုရောမြတ်ကြီးသည်သမုပ္ပန္နောဝုရိတောင်းစောနေစဝံကနေဝန်းကြီးဖော်လာသလိုကောင်းစွာမသွေလောကကဘာကြီးမှပွင့်ထွန်းတော်မူခဲ့ပါ၏ဣတိနာသစ္စာဝဇိနာလောကကဘာကြီးမှာအနိုင်မဲ့သောဗုဒ္ဓမြတ်စွာဘုရားဖွင့်ထွန်းတော်မူလာခဲ့လေပြီမင်္ဂနောသစ္စာစကားကိုပြောဆိုလိုက်ရပါလေသောကြောင့်တေတုံမကံလွန်ခဲ့သောနှစ်ခန့်ကဘဝတစ်ပါးကိုပြောင်းသွားတဲ့အနန္တဘိဝေကျေးဇူးရှင်မိခင်ကြီးတို့ကြီးဤကိုဖြင့်ဤစုကြီးမှန်၍နဘသောမိဘတွေကိုအမှုထား၍ဓမ္မဒါနတရားအလူရှင်ကဥစမ်းမောဓမ္မဒါနတရားအလူအမကတော်ဆန်းဆန်းထေပွင့်သစ္စာမိသားတစုတို့ရဲ့မိဘကျေးဇူးဆက်တရားပွဲတော်တရားနာမည်စေဤကရည်၍ဆုံးကြည်စွာရောက်လာကြကုန်သောဤတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အားသဗ္ဗရာခခတေဒုက္ခိကိုရောစိတ်ပါချမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းရှိကြကုန်သည်ဟောတုယခုဘုလောအပ်သောမေတ္တာတဲ့အရှိန်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါ
ကျမ်းမာ၍ချမ်းသာနိုင်ကြပါစေကုန်သတည်းအလုံးလွတ်လပ်စွာတရားတော်နာယူနိုင်ပါပြီမိဘကျေးဇူးဆက်တရားဖြစ်ပါသောကြောင့်တရားနာပရိသတ်တွေအားလုံးဟာသားသမီးတွေဖြစ်ကြတဲ့အတွက်လူတိုင်းမှာမိဘနှစ်ပါးရှိကြတယ်ကွယ်တချို့လဲဘဝတသွန်ကွယ်လွန်သွားကြပြီတချို့ကြတော့လေတရှိထင်ရှားရှိနေကြသေးတာပေါ့တရှိထင်ရှားမိဘတွေကိုတော့ဒီကုသိုလ်တွေနဲ့ကျေးဇူးပြန်ဆက်ရမယ်ကုသိုလ်နဲ့ဘာလုပ်မလဲဘဝတသွန်ကွယ်လွန်သွားကြတဲ့မိဘတွေဆိုရင်တော့မိမိပြုတဲ့ကုသိုလ်ကိုရည်စက်ချအမြတ်အတမ်းပေးဝေရပါလိမ့်မယ်ကွယ်လွန်သွားတဲ့မိဘကိုအမြတ်အတမ်းပေးဝေတရှိထင်ရှားမိဘကိုတော့ကုသိုလ်နဲ့ကျေးဇူးဆက်သာသမီတိုင်းမှာတာဝန်မရှိဘူးလားဒါကြောင့်တရားပွဲအစမှာဘုံဘုံရဲ့မိဘတွေကိုဒီနေရာဌာနကိုလာရောက်ပြီးတော့တရားတော်နာယူနိုင်ရန်ဖိမှန်တကပြုပါရစေတို့မိသားစုတွေလည်းဘဝတသွန်ကွယ်လွန်သွားကြတဲ့မိဘတွေများရှိနေတယ်ဆိုရင်စိတ်ထဲကမှန်းဆတန်တနာမည်လေးခေါ်ပြီးတော့မိမိတို့နဲ့အတူလာရောက်ပြီးတရားတော်နာယူနိုင်ရန်စိတ်ထဲကဖိမှန်တကပြုထားကြရမယ်ကွယ်ဘုံဘုံကိုမွေးဖွားသွားတဲ့ဘုံဘုံရဲ့ဖခင်ကတော့ဘုံဘုံကိုရှင်ပြုပေးတဲ့9 နှစ်သားအရွယ်မှာရှင်လဲပြုပေးပြီးရောအဖေလဲဆုံးသွားပါတယ်ဘုံဘုံရဲ့အမေကတော့ချင်းတောင်တန်းကိုသာသနာပြုဖို့တက်တော်29နှစ်မှာတောင်တန်းဒေသကိုသာသနာပြုအကြွမှာပဲအမေကထပ်ပြီးတော့ဆုံးခဲ့ရတယ်မိခင်ဖခင်မရှိတော့တဲ့အချိန်မှာတောင်တန်းသာသနာပြုလုပ်ငန်းတွေကိုဆောင်ရွက်ရင်းနဲ့အခုလိုရတဲ့သာသနာပြုကုသိုလ်နဲ့မိဘတွေကိုညစဉ်အမြတ်တမ်းတွေပေးဝေပြီးတော့ကျေးဇူးဆက်ရပါတယ်ဘာလို့ရတယ်လဲဒါကြောင့်လဲတရားပလင်တော်ဘောကိုကြွပလင်နာရောက်တဲ့အခါမှာမြတ်စွာဘုရားကိုရှိခိုးရင်းနဲ့ဘဝဆက်ဆက်ကတော်ဆက်ခဲ့တဲ့ဆွေမျိုးတွေနဲ့အတူတပုံတဘဝကမိခင်ဖခင်တွေတရားနာလာဖို့ဖိမှန်တကပြုတရားဟောပြီးလို့ပလင်ဘောကဆင်းပြန်တော့လေပြုသမျှကုသိုလ်တွေနဲ့တညတာတရားအလှကိုတပုံတဘဝကမိဘတွေသာရုခေါ်နိုင်အောင်အမျှဝေပြီးတော့မှဆင်မြင့်ဘောကကြွလှမ်းရပါတယ်ကွယ်နေ့စဉ်ဒီလိုမိဘကိုအမျှဝေကျေးဇူးဆက်နေတယ်ဆိုတော့တပုံတဘဝကမိဘတွေကိုသာရုခေါ်ခွင့်မရဘူးလားကဲယနေ့ညတရားတော်နာရင်နဲ့မိခင်ဖခင်တွေတပုံတဘဝရောက်နေရင်နာမည်လေးတွေခေါ်စိတ်ထဲကတန်းတပြီးတော့တရားနာဖိတ်ခေါ်ကြရအောင်အလုံးအာယုံပြုပြီးတော့ဖိတ်ခေါ်ကြမာတာပိတရောဗုဒ္ဓသာတေတိတံဓမ္မတေတနံမာတာပိတရောဗုဒ္ဓသာတေတိတံဓမ္မတေတနံဇာတဌာနာအာဂန္တဝါနသုဏန္တုဣဒဗိမာနံမာတာပိတရောမိဘကျေးဇူးမြင့်မှုကိုယေစုကမြောအိတ်တော်လေတလူတိုင်းတလျက်နေညာမမေဘဝင်ခွေးလျက်နေ၍မယပရဏတိမေမှန်ပြင်းအာနာခေါ်သည်တာကြောင့်လူရွာပြစ်ထားဆောက်ခွာသွားတဲ့
တာလမြတ်ဖို့ခမီးတော်မေတော်တို့သည်ဗုဒ္ဓသာဖဝသင်္ကဝစီမြန်၍တင်လွှမ်းချဲ့ယုံပလင်ဘုံဝဲညာဟုံကောမြူတင်ထုရှတန်သာယဟန်ဤတရားဟောတော်မူရာဣဒဗိမာနံစကိုင်းမြို့ရဲ့ဆင်မြရှင်ဖျားဝင်မှာဣဓမ္မဗိမာန်ဖျားရင်ပြင်တို့တဝန်းစီတို့ဇာတဌာနကမ္မတက္ကတာဓမ္မတာရောက်ဖြစ်လျာရာတန္တရာဘဝဘုံဌာနစီမအာဂန္တဝနာသာရောတပါစေရနာထား၍ဖိတ်ကြလိရနာဂံချာယခဏသို့လျင်ဆိုလင်မချာလာရောက်ကြပါ၍ဗုဒ္ဓသာဘဝသင်္ကဝစင်မြဲ၍တင်လွှမ်းချဲ့ယုံပလင်ဘုံဝဲညာဟုံကောမြူတင်တုရှတံသာယဟံဤဒေတိတံရှင်မင်းကိုစားသဘောထားကဟောကြားတော်မူအပ်သောဣမဓမ္မဒေသနာအမိအတွေ့မျက်ရည်တစ်စက်အမြည်ပြုလိုက်တဲ့ဤတရားဒေသနာတော်ကိုတုဏ္ဏတုသာရောထံမောက်ကောင်းကျိုးရောက်အောင်ဝမ်းမြောက်ဝမ်းသာအပြည့်လာ၍တရားတော်နာလေကြပါစေကုန်တည်းမိဘကျေးဇူးဆက်တဲ့ညဘုံဘုံနဲ့အတူကျေးဇူးချီးမားတဲ့မိဘတွေရဲ့မိဘကျေးဇူးတွေကိုတရားနဲ့ပြန်ဆက်ရင်းနဲ့တာကောင်းသမီးမွန်တွေဖြစ်အောင်ကြိုးစားရမယ်အချိန်ရောက်ပါပြီပရိသတ်ရဲ့လောကကြီးမှာကုံဆုံးသွားပြီးရင်ပြန်အစားထိုးလို့မရတော့တဲ့အရာနှစ်ခုရှိတယ်ကွယ်စဉ်းစားကြည့်ပါဘာဖြစ်နိုင်မလဲဘာနဲ့ပါကုံဆုံးသွားရင်ပြန်မရနိုင်တော့တဲ့အစားထိုးလို့မရနိုင်တဲ့အရာကတော့နှစ်ခုရှိနေတယ်ကဲအလုံးဆိုကြည့်လိုက်မိဘမေတ္တာရဲ့အချိန်ရဲ့မိဘမေတ္တာရဲ့အချိန်ရဲ့မိဘဆိုတာဟာကွယ်လွန်သွားပြီးရင်အစားပြန်ရပါတော့မလားမိဘကျေးဇူးအနန္တတွေကလည်းပြန်လဲပုံဖော်တော်လဲအသက်မဝင်နိုင်တော့ပါအချိန်ဆိုတာအသက်40ရောက်တဲ့ပုဂ္ဂိုလ်က20လောက်ပြန်ငယ်ခြင်းတော့လဲရပါမလားဒါကြောင့်မိဘမေတ္တာရဲ့ကုံဆုံးသွားတဲ့အချိန်ရေကတော့အစားထိုးလို့မရနိုင်ပါမလားလောကကြီးမှာအလကားတော့ရတယ်ဒီအရာဟာအလကားရတဲ့အရာသို့တော်လည်းအဲ့ဒီအလကားရတဲ့အရာကတော့ဘယ်လိုမှတန်ဖိုးမဖြတ်နိုင်အောင်တန်ဖိုးလည်းကြီးမားတယ်နှစ်ခုရှိတယ်ကွယ်ဘာနဲ့ဘာဖြစ်မလဲပြောကြည့်ပါဘာနဲ့ဘာဖြစ်မလဲကဲအလုံးစုမိဘမေတ္တာရဲ့လေရဲ့မိဘမေတ္တာရဲ့လေရဲ့မိဘမေတ္တာဆိုတာဟာသာသမီတွေဝယ်ယူရသလားဟဲ့အလကားရတဲ့မိဘမေတ္တာသို့တော်လေတန်ဖိုးတွေကတော့အမတန်ကြီးမားတဲ့တန်ဖိုးဖြတ်လို့ရနိုင်ပါမလားဒီလူသားတွေဒီလေကိုမှမရှူရှိုက်ရရင်အလုံးဘဝဆုံးနိုင်တယ်ဒါကြောင့်ရှူရှိုက်နေရတဲ့ဒီလေကတော့ဝယ်ယူရသလားဟဲ့အလကားရတဲ့အရာ
မိဘမေတ္တာရဲ့လေရဲ့အလကားရသောလေတန်ဖိုးတွေကတော့အင်မတန်ကြီးမားတယ်ဆက်လို့ကိုကုန်ပါမလားလက်သက်တောင်းတယူဇနာပေါင်းတာပြန်လောင်းသော8,400အမြင့်ဆောင်သာတောင်မြင့်မိုးရှိကုန်ကြည်ပြီသည်မွေးမိဖခင်ကျေးဇူးရှင်နှင့်ထို့ပြင်တခြားဘုန်းနေဘွားကိုဖယားတဆူကုတလုံးသွင်းစိတ်ကထင်လျက်ဥတင်လက်ထားအစာအဝတ်မလွတ်ရစေရေဘူးရေလိုရ၍ကျွေးမွေးလေကျေးဇူးပြန်ဆက်ရမှာသာသမီတိုင်းမှာတာဝန်မရှိဘူးလားဖယားတဆူကုတလုံးသွင်းစိတ်ကထင်လျက်ဖယားတဆူကဲ့သို့လေးလေးနက်နက်တန်ဖိုးထားပြီးတော့သာရီသမီးတွေပူဇော်ကြပါကျေးဇူးတွေဆက်ကြပါလို့ပညာရှိတွေကလည်းသာသမီတွေလိမ္မာအောင်မမှားဘူးလားကွယ်လောကမှာအထက်တဝရိန္ဒာဖုန်တယုကိုဖိုင်ဆန်ကဆိုတဲ့နတ်မင်းကြီးကလူပြည်ကိုဆင်းသက်လာပြီးဟောဒီလူပြည်ကြီးကိုစီမံအုပ်ချုပ်မင်းလုပ်တဲ့တိုင်းပြည်ရဲ့အရှင်သခင်ဘုရင်မင်းမြတ်ထံလာ၍မြင်းနှကောင်ကိုလာပြတယ်။ဘာကိုလာပြ။အဲ့ဒီမြင်းနှကောင်ဟာအရွယ်လေးတူတယ်အယောင်လေးတူတယ်ခွဲခြားမရနိုင်တော့ပုံစံတူတဲ့မြင်းနှကောင်ပေါ့ကွယ်။အရှင်တိဘုရားကျွန်ုပ်လာပြတဲ့မြင်းနှကောင်ဟာအရွယ်လေးတူတယ်ပုံစံလေးတူတယ်အယောင်အစင်းတွေလေးတူလာတယ်ခွဲခြားမရအောင်လေဖြစ်နေတယ်အဲ့ဒီမြင်းနှကောင်ထဲမှာဘယ်မြင်းဟာအမေဖြစ်နိုင်သလဲဘုရင်တိဘုရားခွဲခြားလို့မရအောင်ဖြစ်တိုင်းပြည်ရဲ့ပုံနှဖြူပုံနှညိုတွေကိုရှေ့တော်သွင်း၍အရှင်တို့ဟောဒီလာပြတဲ့မြင်းနှကောင်ထဲမှာဘယ်မြင်းဟာတော့အမေဖြစ်နိုင်တယ်လွယ်လွယ်လေးပါဖယားအဲ့ဒီမြင်းနှကောင်အစာကျွေးကြည့်ပါဖယားဘာကျွေးရမြင်းနှကောင်ကိုဝေဘုံကြခွဲဝေ၍အစာကျွေးတဲ့အခါအမေဖြစ်တဲ့မြင်းမကတော့သာသမီအပေါ်မှာအမေမစားရဘူးလေသာသမီဝါရဲ့အမေပျော်ခဲ့တယ်သာသမီအတွက်အမေဘဝကိုဖြည့်ဆည်းခဲ့တယ်ဒါကြောင့်မိမိဘက်ကစားစရာအပုံကိုနှုတ်သီးလေးနဲ့ထိုးကနဲ့သာသမီလေးရှိတဲ့ဘက်ကိုထိုးကပို့ပေးပြီးလိမ့်မယ်အရှင်ဖယားအဲ့ဒါအမေပါဖယားသာသမီအပေါ်မှာအမေဟာအမြဲတမ်းမေတ္တာရည်တွေစီးဆင်းနေတာဟာစုံရည်ဘာရည်လဲသာသမီရှိကဘာရလို့မှုညာရလို့မှုအဖေမေမမရှိပါသာသမီတွေရှိကရလို့မှုမျောမှန်းတာလေအဖေအမေမဟုတ်ပါကိုကပဲအနှစ်နာခံခြင်းနဲ့ကိုကပဲဟောဒီသာသမီတွေကိုပြုစုခြင်းနဲ့စောင့်ရှောက်ခြင်းနဲ့ပေးခြင်းနဲ့ကမ်းခြင်းနဲ့အခြားလားမိဘမေတ္တာဒါဆိုရင်မြင်းနှကောင်ခွဲခြားမရတော့လဲအစာဆွေးကြည့်လိုက်တော့အမေကသာသမီအပေါ်မှာကိုစားရမယ်အစားကိုတောင်မှတဝက်ခွဲပြီးတော့တွန်းပြီးတော့မပို့ပေးနေဘူးလားအဲ့ဒါအမေမေတ္တာဘဒုမေတ္တာလဲအမေမေတ္တာတန်ဖိုးကြီးမားတယ်ကွယ်အိမ်ပေါက်ကျိုအိမ်ပေါက်ချမ်းလိုက်၍အစာရှာဖွေစားတောင်းနေတဲ့ခွေးအိုမကြီးတကောင်ဘာတကောင်ဟိုနားမှာသားလေးတွေ8ကောင်လောက်ပေါက်ထားတယ်သူသားလေးတွေရဲ့အပေါ်မှာခွေးမကြီးတန်ရိုးစင်းတွေတွေ့လိုက်တာရင်ခွင်ပိုက်ထွေနိုးကြိုးတွေတိုက်ချွေနေရတဲ့အမေခွေးအိုမကြီးကဟောအိမ်ပေါက်စီလိုက်သွားအိမ်အောက်ကျိုးအိမ်အောက်ကျဝင်ထွက်သွားလို့ဘေးအိမ်ကမှအစာတွေသွန်ချမလဲကွယ်အစာတွေရှာတဲ့အမေ
တနေ့ကျတော့အိမ်ပေါ်ကထမိတ်ရေဘူးတွေသွန်ချလိုက်တယ်ဘာတွေသွန်ချအိမ်အောက်မှာအစာရှာနေတဲ့အမေခွေးအိုမကြီးရဲ့ကြောပေါ်ကိုထမိတ်ရေတွေကျလို့ပူလိုက်တာသားတို့သမီးတို့ရဲ့ဒါပေမဲ့သားတို့သမီးတို့ဘဝလှဖို့စားဖို့အမေရှာနေတဲ့အတွက်အမေမပူပါဘူးကွယ်အမေပူရဲ့လားသားစောနဲ့သမီးစောနဲ့အမေမပူနိုင်ဘူးကွယ်ဓမယေဘူးလောင်းလို့အပူလောင်အနာကွယ်ကြီးနဲ့အိမ်မုတ်ကျိုးအိမ်မုတ်ကြားရှာဖွေနေတဲ့အမေမပူနိုင်ပါဘူးသားတို့သမီးတို့ရဲ့အိမ်တဲ့အိမ်ကအစာတွေပြစ်ချတော့အမေဟာမြန်မြန်လေးဟပ်၍မမြုပ်ချဘူးကွယ်ငုံထားတယ်ရလာတဲ့အစာငုံထားပြီးတကားလားအိုးဝေးဝေးမှမွေးထားတဲ့သားသမီးလေးတွေရှိရရက်ကိုအမေအရောက်ပြည့်၍အန်ချလိုက်တဲ့ဘာလုပ်လိုက်သားသမီးလေးတွေကိုအမေအန်ချပြီးတော့ကျွေးတယ်ကိုရဲ့အခြားလားအမေမေတ္တာလားအမေမေတ္တာကျေးဇူးတွေကြီးမားတဲ့အမေကျေးဇူးတွေကြီးမားလာတဲ့အမေရဲ့သားတို့သမီးတို့တတ်သိလိမ္မာသည့်အချိန်ကစမိဘကျေးဇူးကိုပြန်ဆက်ပါတော့မယ်အမေမွေးတာဟာလူမိုက်လေးတွေမွေးလာတာမဟုတ်ပါဘူးကွယ်အမေရဲ့ရင်နဲ့အမြတ်သွေးတွေနဲ့ပေါင်းဆက်ပြီးတော့ကောင်းမြတ်တဲ့သားကောင်းသမီးမွန်တွေဖြစ်ဖို့အမေမမွေးခဲ့ရဘူးလားအမေဆန္ဒကသားတွေသမီးတွေလိမ္မာစေခြင်းတဲ့သားတွေသမီးတွေကိုအမေအားကိုးခြင်းတဲ့သို့တော်လည်းလိမ္မာမှအားကိုးလို့ရပါလိမ့်မယ်အမေရဲ့သွေးတွေနဲ့ပေါင်းဆက်ပြီးတော့ဒီသားတီသမီးတွေမမွေးခဲ့ရဘူးလားဒါကြောင့်လေအမေရဲ့ဟောဒီနတ်ဖို့အမေရဲ့ခြေဘဝအစုံခွဲပေါက်ချင်တဲ့နေရာကိုပေါက်လိုက်ပါကျွန်းထက်သောအရာကလေးနဲ့ပေါက်ကြည့်လိုက်ပါတဲ့အမေရဲ့ခန္ဓာကိုယ်ကဘာတွေထွက်လာလိမ့်မယ်သွေးတွေထွက်လာမှာပေါ့အဲ့ဒီသွေးတွေဟာဘာအယောင်အနီရောင်လေးထွက်လာတဲ့သွေးတွေအမေရဲ့ခန္ဓာကိုယ်ကဟိုသားတွေသမီးတွေကိုရင်ွယ်ပိုက်ထွေးအမေတို့ကြိုကျွေးတော့ထွက်လာတာကအဖြူရောင်သားသမီးကိုရင်ွယ်ထဲမှာထားအမေဟာအကျဉ်းနာမေတ္တာတွေလွှမ်းပြီးတော့နှုတ်တိုက်တဲ့အခါမှာထွက်လာတာကဘာအယောင်လဲအနီရောင်လားအဖြူရောင်လားနှုတ်တွေကအဖြူရောင်အမေရဲ့ခန္ဓာကိုယ်ကနေရာကိုပေါက်ပေါက်နီမြန်းတဲ့သွေးတွေထွက်မယ်ဆိုတဲ့အမေသားသမီးအပေါ်မှာရင်ဝင်ပိုက်ထွေးနှုတ်ကြိုတွေပေးလာပြန်တော့ဘာရောင်ထွက်ဘသူမေတ္တာဘသူအပေါ်မှာထားတဲ့မေတ္တာဒါကြောင့်ကျေးဇူးကြီးမားတဲ့မိဘကိုတန်ဖိုးတိတတ်တဲ့ပုဂ္ဂိုလ်တွေကတခြင်းကလေးတွေနဲ့ကြပြာကလေးတွေနဲ့မိဘကျေးဇူးတွေကိုဖွဲ့ကြတယ်ကွယ်မဖွဲ့ဘူးလားဟဲ့ကဲဆိုမိဘမေတ္တာစံရည်ပြာနဲ့ပမာနိုင်ဆိုမခိုင်လိုပါထိုစံတွေခမ်းသောကြောင့်မိဘမေတ္တာစံရည်ပြာနဲ့ပမာနိုင်ဆိုမခိုင်လိုပါထိုစံတွေခမ်းသောကြောင့်စံရည်ဆိုတာຫນွေခါမှာခမ်းတတ်တယ်မိဘရဲ့မေတ္တာစံရည်တွေကတော့သားသမီးပေါ်မှာတသွင်သွင်စီးနေတာခမ်းနေဆိုတာရှိပါမလားကွယ်ကဲဆိုမိဘမေတ္တာပန်းရွှေကြာနဲ့ပမာနိုင်ဆိုမခိုင်လိုပါထိုပန်းရွှေကြာနွမ်းသောကြောင့်
န်ကလေးတွေဆိုတာနွမ်းတတ်တဲ့သဘာဝရှိတယ်သို့တော်လည်းသာသမီပေါ်မှာထားတဲ့တို့အမေရဲ့မေတ္တာပန်းကတော့ပေသောခမမနွမ်းနိုင်အခြားလားမိဘမေတ္တာလားဆိုလိုက်ပါမိဘမေတ္တာလသန္တာနဲ့ပမနိုင်ဆိုမခိုင်လိုပါထိုလတိမ်ဖုံးမသာသောကြောင့်လဆိုတာဟာလေအမြဲတမ်းမသာပါဘူးကွယ်တိမ်တွေဖုံးနေအခါမှာဖြင့်ဒီလမင်းကြီးကမသာနိုင်သေးလားသာသမီအပေါ်မှာထားတဲ့အမေရဲ့မေတ္တာလမင်းကြီးကတော့ပေသောအခါမှတိမ်ဖုံးနေဆိုတာမရှိပါအခြားလားအမေမေတ္တာလားသာသမီတို့ရဲ့မိဘရဲ့ကျေးဇူးကိုတန်ဖိုးတွေသိကြပါစို့ကွယ်ဒါကြောင့်စာရေးဆရာတွေကလည်းတခြင်းကလေးတွေနဲ့တမျိုးပြန်လဲပြီးတော့စမ်းသစ်ပေးကြတယ်ကွယ်ဘာမေမေဆိုလဲကံထဝင်မေမေဘာမေမေလဲနှလုံးသွေးကိုစုပုံပြုသွန်းထုဏီသောသွေးကိုတန့်စင်ဖြူစေဏီသောသွေးကိုဖြူအောင်လုပ်နိုင်တာအခြားလားအမေလားအမေရဲ့နှလုံးသွေးတွေကိုပုံစုတယ်ပုံစုလိုက်တဲ့သွေးတွေနဲ့သာသမီဆိုတဲ့ဟောဒီရုပ်ကလေးကိုအမေထူလိုက်တယ်အခြားနဲ့ထူတာလားသွေးတွေနဲ့ထူတာနှလုံးသွေးကိုစုပုံပြုတ်သွန်းထုဏီသောသွေးကိုတန့်စင်ဖြူစေစွမ်းတဲ့မွေးကျေးဇူးရှင်မစွမ်းဘူးလားဒီလိုမွေးပေးခဲ့တဲ့အမေကျေးဇူးကိုဆက်လို့ကုန်ပါတော့မလားအဲ့ဒါလိုကြီးမားလာတဲ့တို့မိမေကိုဖြင့်ကံထဝေမိမေဂယုဏမိမေကောင်းကင်မိမေမြေမုံမိမေဘာမိမေကံထဝေတင်ပြရင်တော့မှနှိုင်းလို့ကုန်အောင်မလားစัจ java လာကြီးနဲ့နှိုင်းတော်လေစัจ java လာဘလူပင်ခြေတော်လေအနဖားကောက်လောက်ရှိတော့မယ်ဘဒုမေတ္တာများမြေမို့တောင်ကြီးနဲ့နှိုင်းရှင်ပြန်တော့ကြီးမားတဲ့မြေမို့တောင်ကြီးကလည်းနွားကျိုးလောက်ပဲရှိတော့တယ်ဘဒုမေတ္တာများအမိတ်မေတ္တာတွေနဲ့မြေချောင်းအိမ်ပင်လာသမုဒ္ဒရာတွေမှာရှိတဲ့ခရွေမကုံသုံးမကုံနဲ့ရေတွေနဲ့နှိုင်းရှင်ပြန်တော့လဲအဲ့ဒီမြေချောင်းအိမ်သမုဒ္ဒရာတွေကရေတွေကစီးနေပေါလောက်ရှိတော့တယ်ဘဒုမေတ္တာရေများညီလေးတို့ညီမလေးတို့ယနေ့ကစပြီးတော့မိဘရဲ့ကျေးဇူးမိဘရဲ့အပေါ်မှာတာဝန်ရှိတာဝန်တည်ကျေးဇူးဆက်နိုင်တဲ့သားကောင်းသမီးမွန်တွေဖြစ်ကြပါစေလို့ချင်းတောင်ဆရာတော်ကဓမ္မလက်ဆောင်လေးပေးတယ်ကွယ်မကောင်းဘူးလားကစ္စပပနာအတ္တနောဥတုသမယေမဟာသမုဒ္ဒတောနိခမိတဝါသမုဒ္ဒတိဝါလိကန္တရအန္တရိတပိတဝါဝါလိကာယပရိစ္ဆာတတဝါသမုဒ္ဒမေဝဟောတရတိတာနိမတုနုတရဏဝတေနနပုတိနိဟောတိကစ္စပပနလိမ္မာကြီးတကောင်သည်ဘာတကောင်လဲအတ္တနောဥတုသမယေအမေရဲ့ဟောဒီဝမ်းနဲ့မှဖြင့်လက်ဥကလေးတွေပြေလို့အမေကမ္မဇလေးလှုပ်လာတဲ့အခါမှာအမေလိမ္မာကြီးမွေးတော့မယ်လေသို့တော်လည်းအမေပြောပိုက်တာကပင်လေသမုဒ္ဒရာတွေမှာဟောဒီလက်ဥကလေးတွေရေထဲမှာမွေးချလိုက်ရင်အစတရဝါတွေဖြင့်စားတောက်ကြလို့သားလေးတွေသိချေပျက်စီးတော့မယ်ဘေကိယမှာမွေးတော့မယ်လို့အမေဟာအာယုံပြု၍မဟာသမုဒ္ဒတောအမေပျော်ပိုက်နေတဲ့မြစ်သမုဒ္ဒရာကြီးစီမှာနိခမိတ်တဝါသားတို့သမီးတို့ကိုကြမ်းကြမ်းမာမာမွေးဖွားနိုင်ဖို့အမေခရီးထွက်ခဲ့ပြီသားတို့ရဲ့အမေခရီးထွက်ခဲ့ပြီသမီးတို့ရဲ့သမုဒ္ဒရာတီ
မြစ်သမုဒ္ဒရာကြီးရဲ့ကမ်းတစ်ဘက်ကိုအမေလိမ္မာကြီးရောက်လာတဲ့အခါမှာတော့သဲဘုံကြီးသဲရင်ပြင်ကြီးမှာဖြင့်အမေရဲ့လက်အမေရဲ့ခြေနဲ့လိပ်ဥချင်းကြီးကိုတူးတယ်ကွယ်ဘာကိုတူးမိုင်ပေါင်းများစွာဝေးကွာတဲ့အရကအမေလေအမေခြေတွေနဲ့ပင်ပန်းကြီးစွာရက်ကူးခတ်လာတဲ့အမေတောင်းပြင်းမို့ရောက်ပြန်တော့လေပင်ပန်းတာကိုဗရဏမထဟောဒီသာသမီတွေချမ်းချမ်းသာသာမွေးမွားဖို့ဟေတဲ့လက်နဲ့ချီအပြုကဖြင့်လိပ်ဥချင်းကြီးကိုအမေရက်ခဲတယ်အဲ့ဒီလိပ်ဥချင်းကြီးကိုရက်ပြီးတော့လေအမေဟာခွထိုင်းလို့ကမ္မဇလေးလှုပ်နေတဲ့လိပ်ဥကလေးတွေကိုဖြင့်ဥချလိုက်ပါတဲ့လိပ်ဥချင်းထဲမှာဗာလေးတွေဥချပြီးတဲ့အမေလက်နဲ့ချေပင်မန်းစွာရက်လာခဲ့တဲ့အမေသဲတောင်မြင်းကြီးမှာလိပ်ဥချင်းကိုပင်မန်းစွာတူးလာခဲ့ရတဲ့အမေပင်မန္တာပရဏမထဥကလေးတွေအာရင်နဲ့ဥချခဲ့တဲ့အမေရဲ့ဥချပြီးတော့ဒီတိုင်းမပြန်ဘူးလေလုံခြုံဖုံးရအောင်မယ်ဒါနဲ့ပဲရက်လူဘေးမှာပုံနေတဲ့သဲဘုံကြီးရှိရအရက်စီမအမေဟာနဲသဲတွေကိုရက်ခါဖြင့်လိပ်ဥချင်းကြီးကိုပြန်ဖုံးတဲ့ဘာကိုဖုံးဝါလိကန္တရေသဲတွေဖြင့်အန္တနိဥတွေကိုထပစ်တဝါအမေလေးဥချထားတဲ့အဲ့ဒီလိပ်ဥချင်းကြီးတွေကိုဖြင့်ဝါလီကာယသဲတွေဖြင့်ပရိစ္ဆာတစ်တဝါဖုံးလွှမ်း၍ဖုံရင်နဲ့ဟိုဝေးကမူလပကတိမြေသားလေးကိုလက်နဲ့အမေသွားကင်ကြည့်မိဖုံးနေတဲ့မြေကြီးတူလောက်ပြီလားလက်ရချေရတွေရှိနေသေးတယ်ဆိုရင်တော့လိပ်ဥချင်းကိုဖော်စားကြလိမ့်မယ်မကြည်နပ်ဘူးအမေရဲ့ရင်ပြင်ချောကြီးနဲ့လိပ်ဥချင်းကြီးကိုလှဲ့ကကြိတ်ခါဖိကတိတ်ခါဖြင့်ပကတိမြေနဲ့တူလောက်ပြီဆိုတော့မှမဟာသမုဒ္ဒမေဝအမေပျော်ပိုက်နေတဲ့သမုဒ္ဒရာအရက်စီကိုဖြင့်ဩတရဏီပြန်တော့မေသားတို့သမီးတို့ရဲ့အမေဘယ်ကိုပြန်သွားလဲလိပ်ဥကလေးတွေကတော့သဲတောင်ပြင်းကုန်းစီမှာအမေကတော့အမေပျော်ပိုက်တဲ့ဟိုဝေးကပင်လေသမုဒ္ဒရာအရက်စီမှာသားနဲ့အမေတို့မဝေးနေဘူးလားဘယ်လိုပင်မိုင်ပေါင်းတွေဝေးခွာနေတော်လဲတာနီဥတွေကိုဥချ၍သဲတွေကိုဖုံ၍အမေရဲ့ရင်ပတ်ချောကြီးနဲ့ကြိတ်ကတိတ်ကစိတ်ချရပြီဆိုတော့မှပြန်သွားတဲ့အမေလေးမိုင်ပေါင်းဝေးခွာတဲ့သမုဒ္ဒရာအရက်စီကမာတုအနုတ္တရဏဝတိနာနေ့စဉ်အမေမေတ္တာပို့လိုက်ပြီးသားတို့သမီးတို့ရေတဲ့အမေပါပို့နီကပို့တာလားဝေးကပို့တာလားမိုင်ပေါင်းများစွာဝေးကွာတဲ့အရက်စီကအမေနေ့စဉ်မေတ္တာတွေပို့လိုက်တဲ့မေတ္တာစွမ်းအားတွေကြောင့်နဗုတိနီလိပ်ဥကလေးတွေဟာတလုံးမှမပုတ်ပါပဲနဲ့ဟောဒီချမ်းသာဝေးဖွာလို့လာခဲ့ပြန်တဲ့ဘဒုမေတ္တာအမေမေတ္တာအဟိတရိစ္ဆာန်ဖြစ်တယ်အမေလိမ္မာကြီးရဲ့မေတ္တာတော်မှဤများအစွမ်းကြီးထက်တယ်ဆိုရင်အသိဉာဏ်အလိမ္မာရှိတဲ့လူသားမိခင်တွေရဲ့မေတ္တာပို့ပြီးတော့အစွမ်းမရှိဘူးလားကြည်စမ်းလိမ္မာကြီးဟာဒီအမေတွေလောက်အသိဉာဏ်မရှိပါဘူးလူသားမိခင်လောက်အတွေးခေါ်တွေလည်းမမြတ်ပါဘူးကွယ်သို့တော်လည်းလိမ္မာကြီးအမေနေစဉ်ပို့တဲ့မေတ္တာစွမ်းအားကြောင့်လိပ်ဥကလေးတွေဟာဖြတ်နဲ့ဩချမ်းသာအသက်ရှင်သန်မွေးဖွားလို့လာတာကအမေမေတ္တာဘုရုမေတ္တာတရှိလူသားမိခင်မေတ္တာပို့စွမ်းတယ်ဆိုတာသိပါတော့သားတို့သမီးတို့ရဲ့သဘောပေါက်လားမြစ်ဝါကျွန်းဆွဲတောင်းလေသေးရဲ့ဥလဲပုံထားလိပ်ဥများကိုရေနာကန်းစဝေးမိုင်းများက
လိမ္မာလေမောမျော၍ကြည်ရှုမေတ္တာပြုကတခုမကြံတရိစ္ဆာန်ကိုယ်လေးလိမ့်ငယ်မွေသူဘာလေးတွေမွေးတယ်ဘ누구ပို့တဲ့မေတ္တာလဲဤမြတ်မေတ္တာကြီးမားတဲ့မိခင်ဖခင်တွေရဲ့ကျေးဇူးမေတ္တာတွေကိုယနေ့တော့တတိနားလေလိမ္မာတဲ့တာကောင်းသမီးမွန်တွေကတရားနဲ့ကျေးဇူးဆက်ဘာနဲ့ဆက်မာတာပိတုဥပါထာနံဧတမင်္ဂလဗုဒ္ဓမံမာတာပိတုမိခင်ဖခင်ကျေးဇူးရှင်တွေကိုဥပါထာနံပြုစုရမယ်စောင့်ရှောက်ရမယ်လှုပ်ကြွေးရမယ်သာသမီတွေမိဘနှစ်ပါးကိုပြုစုစောင့်ရှောက်လှုပ်ကြွေးခြင်းအလုပ်သည်ဥဒ္ဓမမြတ်သောဧတမင်္ဂလံအလွန်မြတ်တဲ့မင်္ဂလာတရားကြီးပါပဲရဲ့လို့ဘဂဝါသုံးလောကထွတ်တင်တို့ဘုရားရှင်ကိုရောမြတ်ကြီးသည်ဒေသတိမင်္ဂလာသုတ်တော်တွင်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းရှင်နေညတို့သားတွေသမီးတွေလည်းမိဘရဲ့ခြေဆုတွေကိုတန်ဖိုးထားပြီးတော့အသိကောင်းလေးတွေသိစေခြင်းတဲ့အတွက်ဥဆံမောင်တော်ဆန်းဆန်းလေးတို့ရဲ့မိဘကျေးဇူးဆက်ညချမ်းမှာချင်းတောင်ဆရာတော်ကတရားကောင်းစဉ်ပါတယ်လေဘာကောင်းစဉ်အမေအတွက်မျက်ရည်တစ်စက်သုံးလောကထောထတို့မြတ်စွာဘုရားသာဝတ္တိစေတဝန်တရင်သုံးတော်မူတဲ့အချိန်အရှင်သာရိပုတ္တရာမထေရမြတ်ကြီးကသာဝတ္တိမြို့တော်ကြီးနဲ့မလန်းမကန်းတော်ရဆောက်တည်လို့နေတဲ့နေ့စဉ်နဲ့သာဝတ္တိမြို့တွေကိုဆွမ်းခံကြွတယ်တနေ့တော့နေ့စဉ်ကြွနေတဲ့သာဝတ္တိမြို့တော်တွေကတထေဇနီးမောင်နှံမာကလည်းတူရီသောသားကလေးရှိတဲ့ခွဲသူ့ရဲ့အမည်ကဥဒ္ဒရဘသူတဲ့လဲတူရီသောသားလေးကမောင်ဥဒ္ဒရရှင်သာရိပုတ္တရာကနေ့စဉ်ဆွမ်းခံကြွရင်နဲ့ဒီသားကလေးရဲ့ကြံရင်လက္ခဏာကိုမြင်၍တကြိမ်တစ်ခါမှသာသနာတော်ကြီးအတွက်ကောင်းကျိုးပြုနိုင်မဲ့သားကောင်းတစ်ယောက်ပါလာကွယ်နေ့စဉ်ဆွမ်းခံကြွရင်ဗုဒ္ဓရဲ့အဆုံးအမတွေကိုတလုံးတပါဒသင်ကြားပေးလို့အလိမ္မာတွေယဉ်ကျေးမှုတွေနဲ့ပေါင်ခတ်လိုက်တာသားလေးမောင်ဥဒ္ဒရလိမ္မာသွားတယ်အခြားနဲ့ပေါင်ခတ်တာလားဓမ္မယဉ်ကျေးမှုနဲ့လားဟိဓမ္မယဉ်ကျေးမှုနဲ့ပေါင်ခတ်ထားတော့ဒီသားကလေးဟာလိမ္မာလိုက်တာကွယ်သာဝတ္တိမြို့တော်အနက်သားလေးမောင်ဥဒ္ဒရာရဲ့လိမ္မာယဉ်ကျေးတဲ့ခုံတည်ငါပြန့်နှံ့လို့လာပြီသာဝတ္တိတယ်မကပါဘူးဟိုဝေမှာရှိတဲ့ရာဇဂျူမြို့တော်ကြီးအတီးလိမ္မာတဲ့ခုံတည်ငါကြော်စောလို့လာတယ်အဲ့ဒီရာဇဂျိုမှာပိုင်စန္ဒာကဝတ္တကာရပုံနာပါတယ်လေဝတ္တကာရပုံနာကြီးမှာကလည်းရွှေစင်တမချောမောလာပါတဲ့သမီးလေးတစ်ယောက်ရှိတဲ့လိမ္မာတဲ့သူလည်းယဉ်ကျေးတယ်တနေ့တော့ဝတ္တကာရပုံနာကြီးကမောင်မမိတ်တန်တွေကိုရှေ့တော်မောက်သွင်း၍ရွှေစင်တပိဋ္ဌာနဲ့သမီးလေးရဲ့ရုပ်ပုံတို့တောထုတာမူကြီးမရတို့ဟောဒီရွှေစင်တပိဋ္ဌာနဲ့တောထုထားတဲ့ရွှေစင်သမီးလေးရဲ့ရုပ်ထုလေးကိုယူဆောင်၍သာဝတိမြို့ကိုသွားကြပါလိမ္မာတဲ့သားလေးမောင်ဥဒ္ဒရာနဲ့အောင်သွဲပြူကြပါရွှေချင်းထပ်မြတ်မယ်ပေါ့လိမ္မာတဲ့သားလိမ္မာသမီးလိမ္မာတို့ကိုလက်ဆက်ပေးလို့တဲ့အောင်သွဲခိုင်းတယ်ဘာလို့ခိုင်းမောင်မမိတ်တန်တွေ
ရွှေစင်ရုပ်ကလေးကိုကင်ဆောင်၍သာဝတိမျိုးရဲ့သားလေးမောင်ဥတ္တရာတို့အိမ်ကိုရောက်လာအဖေနဲ့အမေကသဘောကျတယ်ကွယ်သားလေးမောင်ဥတ္တရာလာပါဦးကွယ်ဟောဒီမှာကြည့်လိုက်ဆမ်းပါဦးရွှေစင်နတ်မိမဲလေးလှလိုက်တာကွယ်ဝတ္တကာရပုံနာကြီးရဲ့သမီးတော်လေးတဲ့သားလေးနဲ့နေရာချထားဖို့အောင်သွေးတွေလာကြတာသားရဲ့သားကိုသဘောကျရဲ့လားအမေကဟိသားကိုမမေးဘူးလားရွှေစင်ရုပ်ကလေးကိုသားလေးမောင်ဥတ္တရာဟာကြိုင်ကြည့်၍မြင်မြင်သမျှသင်္ခါရတရားရေကဒုက္ခသစ္စာရှင်သာရိပုတ္တရာကနေ့စဉ်တရားတွေသင်ပေးနေတော့သူ့ရဲ့နှလုံးသားမှာအဖြစ်အပျက်ဉာဏ်နဲ့တင်ထားတယ်ဒါကြောင့်ရွှေစင်ရုပ်တုလေးကိုမြင်မြင်ချင်းပါပဲသစ္စာဖွင့်လိုက်ပါပြီမြင်မြင်သမျှသင်္ခါရတရားရေကဒုက္ခသစ္စာဘာသစ္စာဘဝရှိခန္ဓာရှိခန္ဓာရှိတော့ဘာသစ္စာဒုက္ခသစ္စာဖြစ်လာတာဟာအကျိုးတရားဘာတရားလဲဘဝရှိတော့ခန္ဓာရှိတယ်ခန္ဓာရှိတော့ဟောဒီခန္ဓာကိုယ်ကြီးကဒုက္ခသစ္စာဒုက္ခသစ္စာအကျိုးတရားဆိုတော့အကြောင်းတရားမရှိဘဲနဲ့အကျိုးဆိုတာဖြစ်ပါဘဝကိုတွေ့တာခဲ့တယ်ဒီဘဝကိုလိုချင်ခဲ့တဲ့သမုဒိယသစ္စာဘာသစ္စာဘဝခန္ဓာကိုလိုချင်တဲ့သမုဒိယသစ္စာအကြောင်းတွေကြောင့်ဒုက္ခသစ္စာအကျိုးဖြစ်ရတယ်အကြောင်းကဘာသစ္စာအကြောင်းကသမုဒိယသစ္စာအကျိုးကဒုက္ခသစ္စာရလို့နေပြီအမေရဲ့ဒါကြောင့်ဟောဒီရွှေစင်နတ်မိမဲလေးဟာအပုတ်ကောင်းကြီးပါအမေရဲ့အယုတ်ဆောင်ထားတဲ့ဘလူးမာကြီးပါအမေရဲ့တာမယူနိုင်ဘူးဗျပိပိခါခါပဲသားလေးမောင်ဥတ္တရာကညင်းပယ်လိုက်တော့အောင်သွေလာကြတဲ့ဝတ္တကာရရဲ့မောင်မမိတ်တန်တွေကြည်နပ်ပါမလားကွယ်မကြည်နပ်ကြဘူးပိပိခါခါညင်းလိုက်တဲ့အတွက်ရွှေစင်ရုပ်ထုလေးကိုယူ၍ပြန်သွားကြတဲ့အောင်သွေတော်အဖွဲဟာရာဇဂိုမျိုးကိုရောက်ပြန်တော့ဝတ္တကာရပုံနာထံကိုသတော်ဦးဆက်တင်လိုက်ပါပဲအရှင်ဘုရားရွှေနာနစုဖန်ဆင်းတော်မူပါတော့ဘုရားအရှင်လိုလားနေတဲ့သားလေးမောင်ဥတ္တရာကတော့အရှင်သမီးတော်ကိုအပုတ်ကောင်းကြီးတဲ့ဘုရားအယုတ်ဆောင်ဘလုံးမကြီးတဲ့ဘုရားသင်္ခါရသဘောတရားတွေနဲ့သစ္စာပွဲလိုက်တဲ့စိုးကျိုးတွေပေးတတ်တဲ့ဒုက္ခသစ္စာဒုံကြီးတဲ့ဘုရားအဖေကကိုခြေနှပ်ပါမှာမခြေနှပ်တဲ့အာဃာရရံကြွေးတွေပေါ့ကွယ်ထိုအခါသားလေးမောင်ဥတ္တရာကတော့အမိထံပါမှာဝတ်တော်လို့သားကိုရှင်ပြုပေးပါအမေရဲ့လူဘဝကြီးကိုညီးငွေတယ်ဗျဆရာဖြစ်တဲ့အရှင်သာရိပုတ္တရာထံပါမှာပဲသားကိုရင်ဝတ်တော်မဲအမေရဲ့သားကလေးရဲ့အဖေတို့အမေတို့ကသာဝတိမျိုးရဲ့ချမ်းသာတဲ့မြို့မျက်နှာပုံပဲသားလေးကတယောက်တည်းအဖေတို့ရဲ့ချမ်းသာတဲ့စီဝါဥစ္စာတွေသားကလေးအတွက်နော်သားကလေးမှမရှိရင်အဖေတို့အမေတို့ဘသူကိုအာကိုရမှာလဲအမေရဲ့အသေးနှလုံးနဲ့တူတဲ့သားရဲ့အမေရဲ့မျက်စိနဲ့တူတဲ့သားရဲ့သားကိုအမေတို့အာကိုနေရတယ်အမေကဘသူအာကိုသားလေးမောင်ဥတ္တရာကတရားရှင်ကြီးဖြစ်နေတဲ့အတွက်နတန္တိပုဒ္ဒါဌာနာယနပိတနပိခန္ဓဝါအန္တနေနာပိနတ္တိနာနတ္တညာထေတုတနတ္တအမေသားကိုအာမကိုပါနဲ့နတန္တိပုဒ္ဒါဌာနာယနပိတနပိခန္ဓဝါသိခြင်းတရားတွေနဲ့ရှင်းပြိုင်လာရင်သားကအမေကိုမကယ်နိုင်ဘူးနော်အမေကလည်းသိခြင်းတရားတွေနဲ့ရှင်းပြိုင်လာရင်သားကိုလည်းမကယ်နိုင်
အဖေကလည်းအမေကိုမကယ်နိုင်အဖေအမေတို့ကလည်းဟောဒီသားကလေးကိုဖြင့်မကယ်နိုင်အိုနာသေခြင်းတရားတွေကြုံလာတဲ့အခါမှာအမေကောသားသမီးတွေကိုကယ်နိုင်သေးရဲ့လားသားသမီးဖြစ်နေတဲ့ယောဂတွေအဖေအမေရယူမျှဝေခံစားလို့ကိုရပါမလားအဖေတို့အမေတို့ဖြစ်နေတဲ့ယောဂဗျာဝေဒနာတွေသားသမီးတို့ကိုပေးပါသားသမီးတွေအဲ့ဒီဝေဒနာတွေယူရစေခံမရစေရဲ့လို့ယူလို့ရပါမလားဒါကြောင့်နတ္တန္တိပုဒ္ဓဒါနာယနာပိတာနပိပန္ဒဝါအမေကအဖေကိုမကယ်နိုင်ဖေမေကသားသမီးကိုမကယ်နိုင်တဲ့ဘဝကိုပဲအာကိုရတော့မဲ့အမေရဲ့သားကိုရှင်ပြုပေးပါတော့ကဲသားလေးမောင်ဥဒ္ဒရာရှင်သာရိပုတ္တရာထံပါမှာရှင်သာမဏေလေးဝတ်သွားတဲ့ဘာဝတ်သွားလဲတို့ရကြောင်းလေးမှာဆရာနဲ့တပည့်တို့သာသနာပြုကြတာတနေ့တော့ဆရာဖြစ်တဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကြီးကလေနာယောဂဖြစ်တဲ့ဘာယောဂဖြစ်အရှင်ဘုရားအရင်လေနာယောဂဘာစေတွေတောက်လို့ပျောက်တယ်လေဘုရားစတုမတုစားရင်ပျောက်တဲ့ကွာမှန်လားပါဘုရားဟောဒီတလွန်ညောင်ဆောင်ဘုံမှာတက်တောင်တက်တာလေးလျောင်လို့နေပါတော့ဘုရားဘုရားတပည့်တော်တာဝတ္တိမြို့တော်တွေမှာစတုမတုဆွမ်းကန်ထွက်ပါရစေဘုရားတပိတ်ကလေးကိုကိုက်ဆောင်၍တပိတ်ကလေးကိုပိုက်၍တာဝတ္တိမြို့တော်တွေလဲစတုမရုစွမ်းခံတော်လေစတုမရုစွမ်းတစွမ်းကိုမရနိုင်ရရဲ့လားဟိမရခဲ့ဘူးကွယ်တအိမ်ဝင်တအိမ်ထွက်တလန်းဝင်တလန်းတွဲစတုမရုစွမ်းခံစတုမရုစွမ်းကတော့တစွမ်းကိုမရလို့မဖြစ်ချေဘူးဆရာရဲ့ယောဂဒီစတုမရုစွမ်းပုံပေးမှပြောင်းမယ်တဲ့သာဝတ္တိမရရဲ့ဟိုရာဇကြိုအထိသွားအလူခံမယ်ဘယ်မြို့လဲရာဇကြိုမြို့အထိတပိတ်ကလေးကိုပိုက်ခါနေကလည်းမြင်ခဲ့ပြီးအပေါ်ဘူးအောက်ဘူးလမ်းမကြီးကိုရှောက်လို့ရာဇကြိုဘက်ကိုဖြင့်စတုမရုကိုရောလေးဆောင်းကန်ထွက်လို့လာခဲ့ပြီလောင်းမဲလူရှိရဲ့လားကံကြမ္မာဖန်လာပြီကြံရတွေမရည်ဘူးခံရစမြဲထိချက်ကေနာဝိဘတ်တွေပါလာပြီထင်ရဲ့ကိုရောလေးစဉ်းစားတမြို့လုံးဆုံးကန်ထွက်တာတော့မှစတုမရုဆွမ်းကတစွန်းမမရရာဇကြိုမြို့တော်ကြီးပဲရှေ့ဆက်လို့ခရီးထွက်လာတော့လေမိုင်အားဖြင့်ဝေးကွာလှမ်းခဲ့ပြီယနေ့ယခုတိုင်စတုမရုစွမ်းကတော့ဖြင့်မရနိုင်ဘူးကဲတထောက်နာအောင်မှာပဲတာဝတိနဲ့ရာဇကြိုနှစ်ပြည်တော်တို့ရဲ့အလဲမှာရေကန်ကြီးတကန်ရှိတဲ့ပါရှိအမောရေနာ၍လက်မပိတ်ထားတဲ့တပိတ်ကလေးကိုကံပေါင်းပေါ်မှာတင်၍ဘယ်ပေါ်တင်လဲကံတဲ့ကိုဆင်းကမျက်နာတစ်တဲ့ရေတောက်တဲ့အပန်းဖြေနေတော့မှာပဲကွယ်ဟိုရာဇကြိုမြို့တော်ကြီးကမင်းဗန္ဒာယရဏဒုတ်ကြီးကိုခိုးပြေးတဲ့တခိုးကရှေ့ကပြေးစစ်တီဘိုးဘာတွေကနောက်ကလိုက်လို့တခိုးဟေးဝိုင်းဟာလိုက်ဟာနဲ့ပြေးကလွှားကလိုက်ဟာနဲ့မလွတ်သားတဲ့အစုံကံပေါင်းရိုးပေါ်ရောက်တဲ့အခါရှရဏဒုတ်ကြီးကိုရင်တပိတ်ထဲထဲခဲ့တယ်ဘယ်ထဲထဲတခိုးဟာမလွတ်သားတော့တဲ့အစုံကိုရင်လေးရဲ့တပိတ်တော်ကိုဖွင့်တပိတ်ထဲကိုထက်ပြန်အုပ်လို့ဝေးကဂျုံပုတ်အကွယ်မှာပုံရှိုးလို့နေတဲ့စစ်တီဘိုးဘာတွေရောက်လာတော့ဟောဒီတပိတ်ပိုင်ရှင်ဘသူလဲဟဲ့ကိုရင်တပိတ်ပါဗျာဖွင့်ကြည့်လိုက်တဲ့အခါမှာဘာတွေ့တယ်ဟေ့ကိုရင်တခိုးကွမင်းဗန္ဒာယရဏဒုတ်ကြီးကိုခိုးတာတော့ကိုရင်တခိုးတဲ့ဟေးရိုက်ကြနှက်ကြထူးကြတတ်ကြပုတ်ကြလို့ကိုရင်ကလေးကိုဖြင့်လက်ပြန်ညို့ဒုက္ခဖြင့်သင်္ကန်းတွေဆွဲချွတ်ကောင်းကလည်းဥကောင်းခွေလဲပြီသွေးတွေကလည်းယူစီခဲ့ပြီ
လက်ခြေတွေကလည်းထူထောင်းထားတဲ့ရိုက်နှက်ထားတဲ့တရားတွေနဲ့ကိုရင်ကလေးမှာတော့မလုံနိုင်လက်ပြန်ကြိုးထုတ်ကိုရင်လေးကိုမြေကြီးထဲမှာတရွတ်တိုက်ဆွဲဟိုရာဇကြိုးမြို့တော်ကြီးအတောက်ရာဇကြိုးမြို့တော်ကြီးမြို့တကားဝရောက်သည့်အထိတရွတ်တိုက်လို့ကိုရင်လေးကိုဆွဲသွားတယ်ရာဇကြိုးမြို့တကားကိုရောက်ပြီးအရှင်မင်းတရားထွေရွှေနန်းနစုပန်းစင်တို့မူဝပယအရှိရဲ့မင်းဗန္ဒယရဏတို့ခိုးပြေးသွားတာကတော့ကိုရင်လေးပါဖယားဘာတူလဲဟိကိုရင်ကလေးကကိုရင်သခိုးပါဖယားဒါကြောင့်တပည့်တော်တို့လက်ပြန်ကြိုးဒုက္ခထုနဲ့တပ်ပုတ်၍ခေါ်ဆောင်ခဲ့ပါတယ်ဖယားရိုးရိုးခေါ်ဆောင်တာလားတရွတ်တိုက်ဆွဲခဲ့တာရိုက်နှလို့ဥကောင်းတော်ခွေနေပြီသွေးတွေကလည်းယိုစီးနေပြီလက်ခြေတွေကလည်းနာလိုက်တာဗျာဝတ္တကာရပုံနာကသေသေးချာချာကြည့်လိုက်တယ်အောင်သွေးတော်ပါတဲ့မောင်မမိတ်တန်တွေကသေသေးချာချာကြည့်လိုက်တော့သားလေးမောင်ဥတ္တရကိုမှတ်မိသွားတယ်မမှတ်မိဘူးလားမလပါဖယားဟောဒီကိုရင်သခိုးဟာတော့အခြားမဟုတ်ပါဖယားသာဝတိမြို့တော်ကြီးကလိမ္မာရင်ကြီးပါတယ်ဆိုတဲ့အရှင်ရဲ့သမီးတော်ကိုဒုက္ခသစ္စာဘလူမကြီးအပုတ်ကောင်းကြီးရဲ့လို့ပြစ်ပြစ်ခါခါပြောလိုက်တဲ့မောင်ဥတ္တရပါဖယားမသိသွားဘူးလားတွေးကြသေးတာပေါ့ရန်ကြွေးတွေနဲ့ရန်ညို့တွေနဲ့ဟောဒီနေ့တောင်းဆွဲနေမခွေမိမှဖြင့်လက်ဝက်ကကစင်ကိုတင်လိုက်ကြပြီ။ဖေကိုတင်သူတကုံရဲ့လက်ဝက်ကကစင်ပေါ်မှာတင်လိုက်ပါတောင်းဆွဲနေမခွေမိဖြင့်ကိုရင်တခိုးကိုဖြင့်တတ်လိုက်ပါသေတံသိမ့်မေ့ပေးလိုက်တယ်ကွယ်ဒါနဲ့ပဲအာနာပကဝတ္တတွေကကိုရင်လေးကိုပွေ့ချီ၍သူတကုံရဲ့လက်ဝက်ကကစင်မှာဖြင့်လက်နဲ့ခြေကိုတံမှုတွေနဲ့ရိုက်ထားတယ်။ဘာနဲ့ရိုက်။အရင်သခိုးတွေတုန်းကလက်ဝကကားစင်ပေါ်မှာအကျိုးတွေနဲ့တုပ်တယ်။အခုတော့ကိုရင်ကလေးကိုဖြင့်ရက်ဆက်ဆက်အညို့တွေနဲ့ကျိုးနဲ့မတုပ်ပါပဲတံမှုနဲ့ရိုက်ထားတယ်။ကောင်းကလည်းကွယ်သွေးတွေကစိတ်ကြ။သင်္ကန်းနေဆွဲလွယ်လို့ဧကတိလေးကလည်းကျိုးရှေ့မှာတော့ပုံထားတယ်ဆွဲလို့လွတ်ကြကွဲသွားတဲ့တပိတ်တော်လေးကလည်းအဖုံးတခြားအိုးတခြားဟောဒီရှိမှချထားတယ်လဝကကားစင်ပေါ်ကရိုက်ထားတဲ့တန်ရာတန်ချက်တွေနဲ့နာလာတဲ့ဝေဒနာတွေပြင်းပြစွာခံစားနေရတဲ့တို့ကိုရင်ကလေးကမျက်လုံးလေးကိုဖွင့်ကြည့်သူတကုံးကိုတဖွဲဝဲနဲ့မစဲအောင်ရောက်လာကြတဲ့ပရိသတ်တွေကကိုရင်သခိုးတဲ့ကွာနေမကွယ်မီတတ်မလို့တဲ့တခိုးကိုရင်ကလေးရဲ့တပွဲကိုသွားကြည့်ကြစို့ရဲ့လို့ပရိသတ်တွေကလာလိုက်တာသူတကုံးကြီးလည်းကြက်ပြမကြစီကားလို့နေခဲ့ပြီတဲ့ဒီအချိန်မှာအမေဟိအခြားလားအမေလားတကိုရင်လေးစွန့်ကံမကြွပါလားကွယ်နေကလည်းမြင့်နေပြီဒီအချိန်ဆိုစွန့်ကံထွက်တဲ့အချိန်သားလေးပါလို့စွန့်ကံမလာသလဲသားကြိုက်တဲ့ဟင်းတွေနဲ့စွမ်းတွေကိုမိမိဖွယ်ရရချက်၍ကိုရင်ကလေးစွန့်ကံကြွလာမဲ့အရေးကိုဖြင့်အမေမျှော်လင့်လို့နေခဲ့ရဲ့သားလေးရဲ့စွန့်ကံချိန်တန်မရောက်လာတော့ကျမ်းမာရေးမကောင်းလို့လားကြောင်းထဲမှာဘုံဘုံမဲ့လေနေသလားသားလေးရဲ့လို့အမေရဲ့တန်ရောစင်တွေနဲ့အမေဟာကြောင်းတော်ကိုလာရှာပါတော့လေသားကိုမတွေ့နိုင်စွန့်ကံကြွသွားပြီတဲ့ကျောင်းတွေကဝေယဝဆဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေကတင့်သားလေးဆွမ်းကထွက်သွားပြီကျောင်းတော်ကိုပြန်မရောက်သေးဘူးရဲ့လို့ပြောကြလို့အမေလိုက်ရှာတာဝတိရဲ့ရှာလို့မတွေ့တော့ရာဇဂိုမြို့ဘက်ကိုလဲလို့အမေသားပြောက်ကိုဖြင့်ရှာခဲ့တယ်တဖြည်းဖြည်းနဲ့လားရှင်းမတော့ကွယ်လူအုပ်ကြီးနဲ့ပါလားဟဲ့လူတွေကလည်းများလိုက်တာဟဲ့ဒီလူအုပ်ကြီးထဲမှာသွားပြီးသားပြောက်ကိုမေးရင်တော့တယောက်တလေတရင်ရကောင်းပါရဲ့ကွယ်ဒါနဲ့ပဲအမေအိုကြီးဒုက္ခလေးကိုထောက်ခါအာကလေးပြုကပြည့်မျက်စိတွေကမှုန်နေပြီနားတွေကတိုင်းနေ
ခါတွေကလေးကိုင်းနေတဲ့အမေအာရင်ကိုအမိပြုလို့ဒုက္ခလေးထောက်ခါဖြင့်လူအုပ်ကြီးအနာကိုကပ်အလားခါကလေးကုန်းနေတော့မတ်တရက်နေတဲ့လူအုပ်ကြီးကိုကြော်ပြီးတော့အမေကြည့်လို့မရဘူးကြည့်လို့ရသလားလက်ဝကကားစဉ်ပေါ်မှာရိုင်းနေထုနဲ့ကံတမိုးရီနဲ့တန်ရတန်ကျက်ဒီနာလာတဲ့သားလေးကလည်းမျက်လုံးကလေးပွင့်ကြည့်လို့မျက်ရည်တွေကလည်းကြာနေတယ်တဲ့အမေများဒီချိန်ဆိုရင်သားကိုရင်အလားကိုမျောရင်းနဲ့သားပြောက်ကိုတော့ရှာနေတော့မဲ့အမေရဲ့အမေများပါလို့ပါညာတွေ့လို့တွေ့ညာနဲ့မျက်စိလေးကိုပွင့်လို့လဝကကားစဉ်ပေါ်ကလမ်းပြီးမြို့ကြည့်နေတဲ့သားကလေးသားပြောက်ကိုလိုက်ရှာနေတဲ့အမေကလည်းခါကလေးတွေဂုံနေတော့တုတ်ကလေးကိုထောက်လို့မတ်တရကြည့်နေကြတဲ့လူအုပ်ကြီးကိုကြော်ပြီးတော့မကြည့်နိုင်ဘူးကွတွေ့တဲ့ပရိသတ်တွေကိုသားကိုရင်လေးလာသလားလို့မေးပြန်တော့လေရာဇဂျိုမျိုးကပြည်သူပြည်သားတွေကကိုရင်ကိုမသိကြဘူးတဲ့ကွယ်သိသလားဟဲ့အမေလေးတိုးကဝိကနဲ့တိုးရင်နဲ့မောလာတော့တဏီယာမှာတုတ်ကလေးတောက်လို့အမေလေးထိုင်လိုက်ခါသားကလေးကိုကြည့်တယ်။ဩဝေးကလောကကားစဉ်ပေါ်မှာမုံပြလေးဆိုတော့ကိုသားလေးပဲလို့အမေမသိနိုင်ရဲ့လားဟဲ့မျက်စိမှုံနေတဲ့အမေဝေးကမုံဝါသားကလေးကိုငါသားလေးပဲလို့မသိနိုင်တဲ့အမေသားကလေးတရင်ကိုမေးရင်နဲ့ထိုင်နေတဲ့အမေဒီအချိန်မှာကိုရင်ကလေးကလက်ဝကကားစဉ်ပေါ်ကနေ၍ဩပရိသတ်တို့ရေကိုရင်တခိုးမဟုတ်ပါဘူးဗျကိုရင်တခိုးမဟုတ်ပါဘူးဗျဆရာအရှင်သာရိပုတ္တရာလေနာယောဂါတွေဖြစ်လို့စတုမရုဆွမ်းငံထွက်လာတာပါဗျအခုတော့လေကိုရင်ကလေးကိုယရဏပစ္စည်းကိုရရဲ့လို့ဆွဲကြတယ်ကိုရင်ကလေးကိုထူးနဲ့ပန်းခေါ်ဆောင်လာကြတာပါဗျာကိုရင်တခိုးမဟုတ်ပါဘူးဗျာစီဝရပရမရာယတတေယေထမမတရပသိတဝတဝေဟတုဒိဋ္ဌန္တုစရစေတိယဘဝန္တောလဝကကာစဉ်ကိုအာနိငါမကြောက်တန်းစုံစမ်းရရောက်လာကြတဲ့အိုမင်းပရိသတ်အပေါင်းတို့ရေကိုရင်ကလေးကိုလေသူတကုံးမှာရဲဆက်ထောင်ဆွဲနေမကွဲမီတတ်ကြတော်မေပရိသတ်တို့ရဲ့ကိုရင်ကလေးတခုမဟုတ်ပါဘူးဗျာဒီချိန်ဆိုအမေလေးသားရောက်ကိုရှာနေတော့မေဘဝန္တော်လဝကကာစဉ်ကိုအာနေငါမကြောက်တန်းစုံစမ်းရရောက်လာကြတဲ့မင်းပရိသတ်အပေါင်းတို့ရေမမဝိပါကဝတ္တရားတွေကြောင့်ချက်ရဟဖုံမသွင်းမမြင်နိုင်ကံတရားတွေကြောင့်လံပြမအတနာလူနေရသောကိုရင်ကလေးသည်စီဝရင်စသွေးပြိုင်ဆိုကဆွဲသဖြင့်ငိုဝဲနေအခါကဒီတဝါသာဝုစင်ရပါသည်တဲ့သင်္ကန်းလူခေါ်တဲ့ကိုရင်ဧကတိလေးကို၎င်းရှေ့မှလေပရိသတ်တို့ရဲ့ရှေ့မှရှိနေတဲ့သင်္ကန်းဟာကိုရင်သင်္ကန်းပါဗျာကိုရင်သင်္ကန်းကိုဆွဲကြတယ်ချွတ်ကြတယ်သွေးစွန်းနေတဲ့သင်္ကန်းခေါင်းကယူစီလာတဲ့သွေးတွေစွန်းနေတဲ့ကိုရင်သင်္ကန်းလေးပါဗျာစီဝရင်စသွေးပြိုင်ဆိုကဆွဲနေတဲ့ကိုဝင်းတဲ့အခါကတိတဝါသာစင်မြဲရပါသည်တဲ့သင်္ကန်းလူခေါ်တဲ့ကိုရင်ဧကတိလေးကို၎င်းပဋ္ဌင်္စသူနဲ့ငါသာတို့မှအသက်မွေးခဲ့ရပါတယ်ဤလူဘုံဝဲအခုတော့အတူဆုံးကားအတူခွဲရတော့မယ်တဲ့အဖုံးတချာအိုးတချာကွဲနေတဲ့အိုးညိုမောင်မဲချိတ်ရှေနားမှရှိတဲ့ကိုရင်တပိတ်တော်လေးကို၎င်းကိုရင်တပိတ်လေးလဲကွဲနေပြီဗျကိုရင်လေးကိုတခိုးလို့ထူကြနှစ်ကြတကြပုတ်ကြတဲ့အခါမှာလက်ထဲမှာကင်ထားတဲ့တပိတ်တော်လေးလွတ်ကျသွားတယ်ဗျအဲ့ဒီတပိတ်လေးကွယ်နေပြီအခုတော့အဖုံးတခြားအိုးတခြားရဲ့နဲ့ပရိသတ်တို့ရဲ့ရှေ့မှာရှိနေတာကိုရင်တပိတ်တော်လေးပါဗျာကိုရင်တပိတ်ကလေးပါဗျာအာထာယ
အဲ့ဒီသင်္ကန်းတဲ့သပိတ်တော်လေးကိုမြန်မြန်လေးယူလိုက်ကြပါဗျာမြန်မြန်လေးယူလိုက်ကြပါဗျာမတရမွေရမြင့်တနေချစီကမေဘဝလူတို့ရဲကိုရင်မွေးမေမေကိုအခုလောက်ဆိုရင်လေကိုရင်လေးရဲ့မွေးမွေမေဒီနေရာကိုရောက်လာတော့ပြီးသားပြောက်ကိုရှာရင်နဲ့ရောက်လာတော့ပြီးအကယ်၍များလေအမေရောက်လာမယ်ဆိုရင်ကိုရင်လေးဒီတကုံးမှာကိုရင်လေးကိုတတ်လို့ကိုရင်လေးမရှိတော့ဘူးဆိုရင်မတရမွေးရမြေတနေ့ချာစီကမေဘဝလို့ခေါ်တဲ့ကိုရင်ထယကမကြီးကိုတတိထာနှလုံးသွင်းအမှန်မေ့ပြီးတော့မနေလိုက်ကြပါနဲ့တွေ့ချင်းပြလိုက်ကြစမ်းပါဗျာအဲ့ဒါကိုရင်ဝတ်ခဲ့တဲ့သင်္ကန်းသင်သားလေးကိုရင်ဝတ်ခဲ့တဲ့သင်္ကန်းဟောဒီတပိတ်ကသင်သားလေးကိုရင်သုံးဆောင်ခဲ့တဲ့စွမ်းခံခဲ့တဲ့တပိတ်လေးပေါ်ဒီတကုံးမှာသင်သားသေးပြီတဲ့သင်သားလေးသုံးဆောင်ခဲ့တဲ့ဒီပစ္စည်းလေးတွေကိုအမေကိုပြလိုက်ကြမယ်ဆိုရင်ပဋိဋ္ဌဝါနာသားဆိုတဲ့အသွင်ဓာတ်ဖြင့်အမေဟာထင်ဟလို့သိမြင်ခဲ့မယ်ဆိုရင်အမေရဲ့နှလုံးသားမှာသောကပရိဒီဝတွေနေတော့တတရာရာကောင်းပါရဲ့ဗျာဒါမရှိတော့ပြီမဲ့ဒါကိုရင်ကိုအမေမတွေ့ရပြီမဲ့ဒါအသွင်နဲ့သင်္ကန်းလေးကိုမြင်မဲ့တပိတ်လေးကိုအမေမြင်ရမယ်ဆိုရင်ဒါကိုစားအမေရဲ့သောကတွေဖြင့်တတရာတတမင်းရာကောင်းပါရဲ့ဗျာတန်ထိုကိုရင်ပေးလိုက်တဲ့သင်္ကန်းနဲ့တပိတ်တော်လေးကိုအဲ့ဒါလိုအမေကိုပြ၍အမေသောကတွေလည်းပြေပြောက်ပါမယ်ပြေပြောက်မယ်ဆိုရင်တော့ကိုရင်ရဲ့သူတကုံကိုအခဲလို့ရောက်လာကြတဲ့အိုးဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ရေတတမိဋ္ဌာနေကံဆိုးလို့ကြုံခဲ့ရပါရဲ့ဤလူဘဝဲစွတ်နေဆွဲတကယ်တည်းတတ်ကြမလို့တဲ့သူတကုံဆိုတဲ့ဤကုံမြင့်မြင့်လေးပေါ်မှာကိုရင်ကလေးကိုတတ်လိုက်တဲ့ဟောဒီသူတကုံကုံမြင့်မြင့်လေးပေါ်မှာသဗ္ဗစေတိယံတကောနိုင်ရွှေကုတ်ကားရဲ့နဲ့မုတ်လေးပါရဲ့ကတလူလုံးအရှိကိုတခါလျှောက်ပါလို့အနောက်ကိုတဲ့တခါမြောင်းဖူးရတဲ့သူတွေအမြရဲ့လို့အခါကသွန့်ရအောင်ကုန်းကမူမှာထုံဖြူနဲ့လွမ်းစီတီလေးကိုပါစီတီလေကိုရင်ကိုရည်စုကကိုရင်ကိုတန်တာကကိုရင်ရဲ့ဟောဒီသူတကုံကိုရင်ကိုတတ်လိုက်တဲ့ကုံမြင့်မြင့်လေးပေါ်မှာတော့ကိုရင်ကိုရည်မှန်းကဗုဒ္ဓဘာသာဝင်တွေတကြက်တပြားနဲ့များမစိုးကုသိုလ်တွေပါဝင်လို့လွမ်းစေတီလေးထည့်ပေးပါဗာတည်ပေးရမှာလဲကြည်နေတဲ့ပရိသတ်ကြီးကိုအာကိုးစွာနဲ့ကိုရင်ကလေးဟာလက်ဝကကားစင်ဘောကနေသဗ္ဗစေတိယံတကောနိုင်ရွှေကုတ်ကားရဲ့နဲ့မုတ်လေးပါရဲ့ကတလူလူဖူးရတဲ့သူတွေအမြရဲ့လို့အခါကသွန့်ရအောင်ဒုံဖြူယူကုန်းကမူပေါ်မှာဖြင့်ကိုရင်အတွက်လွမ်းစီရီလေးကိုတိတ်ထန်တူတကြက်တပြားနဲ့မြမစိုးကုသိုလ်တွေပါဝင်၍ကောင်းစွာမသွေတီထားပေးနိုင်ကြပါစေကုန်သတည်းပါစေတီတရားမှာလေဒီအချိန်မှာသုံးလောကထောထားထို့မြတ်စွာဘုရားရဲ့တာဝတိစေတဝန်ကရွှေဉဏ်တော်နဲ့ကြည်လိုက်တယ်။အိုးကိုရင်ကလေးအထင်တွေလွယ်မှလို့သူတကုံမောရောက်နေပါလားကွယ်ရွှေဉဏ်တော်နဲ့ကြွအလားမြတ်စွာဘုရားကသူတကုံပေါ်မှာရက်တော်မူ၍ခေါင်းငိုက်ဆိုင်ကြနေတဲ့ကိုရင်ကလေးကိုမိကလေးကိုအသာအရာခိုင်တော်မူ၍ခေါင်းကလေးကိုမော့လိုက်တယ်ကွယ်သားကလေးမောင်ဥဒ္ဒရာသားကလေးရှင်ဥဒ္ဒရာငါဘုရားကိုဖူးမြင်ပါအောင်ကွယ်မှန်လားပါဘုရားမျက်စိနှကွင်းဖွင့်မရတော့ဘူးဘုရားမျက်စိဖွင့်လို့ရသေးလားလက်နဲ့ချီမှာတန်မိုးတွေနဲ့ရိုက်ထားကြတယ်ဘုရားမြတ်စွာဘုရားကြွလမ်းမှန်သိပါတော့လေလက်အုပ်ချီပြီးတော့ဥမခိုက်နိုင်တော့ဘူးဘုရား
လက်မဘာရိုက်ထားတန်ဖိုးတွေရိုက်ထားလို့မြတ်စွာဘုရားကိုလက်အုပ်တောင်မှမချီနိုင်လို့တဲ့ဘဝပါဖရာဒါကြောင့်သားကိုခွင့်လွတ်ပါဖရာဖရာတပည့်တော်မျက်ရည်တွေကြာရတယ်ဖရာအိုးချစ်သားမြဝန်းအစုံကလည်းမျက်ရည်တွေဖြာချနေတယ်လက်မကလည်းတန်မိုးတွေနဲ့ရိုက်နှက်ထားလို့ဝေဒနာတွေပြင်းပြစွာခံစားနေရတယ်မလားပါဖရာဖရာတပည့်တော်ကြာရတဲ့မျက်ရည်ကတော့အမိတ်အတွက်ပါဖရာဘသူအတွက်အမေအတွက်ချာရတဲ့မျက်ရည်တန်ဖိုးရှိတော့မျက်ရည်တစ်စက်ပါဖရာဖရာတပည့်တော်ရဲ့ဘဝကတော့အဖြစ်တွေဆိုးခဲ့ပါပြီဖရာကံကြမ္မာဖန်လာပြီးကြံရတွေမရနိုင်ဘူးခံရစမြဲထိကျက်ကင်နာဝိဘက်တွေလည်းဖလာပြီးထင်ပါရဲ့ဖရာတပည့်တော်ယခုလိုကြုံရတာဝိဘက်တွေများလားဖရာချစ်သားဝေဒနာတွေကိုရှုပါကွယ်ဘာကိုရှုချစ်သားဝေဒနာတွေကိုတော့ရှုလိုက်ပါကွယ်ဘဝရှိရင်ခန္ဓာရှိခန္ဓာရှိရင်တော့အိုနာသေးဟိုချွေးကဘယ်သူမှမလွတ်နိုင်ဒါကြောင့်သင်ရဲ့ခန္ဓာတရားရှာကိုမှတွေ့ဆိုတဲ့အတိုင်းခန္ဓာထဲမှာပဲတရားရှာဒီဝေဒနာရဲ့အပေါ်မှာအဖြစ်အပျက်တွေဉာဏ်တင်လို့ရှုလိုက်ပါချစ်သားရဲ့လို့တရားဟောတရားပြလိုက်သားတော်လေးတရားရှုခြင်းပဲဟဲ့တရားနှလုံးသွင်းဉာဏ်ဆိုင်လိုက်သည်နဲ့တပြိုင်နက်လဝကကားစဉ်ပေါ်မှာပဲယဟန္တာဖြစ်သွားတယ်။ဘာဖြစ်သွားယဟန္တာဖြစ်သည်နဲ့တပြိုင်ရိုက်ထားတဲ့တန်မိုးတွေလည်းကျွတ်သွားတယ်။ဒါနဲ့ပဲလက်အုပ်ချီကောင်းကင်ကိုပြန်တက်သွားပြီးတော့ဝါကွမ်းလေးတစ်ခုကျလာသလိုငိမ့်ငိမ့်ကလေးပေါ့ကွယ်လက်အုပ်ချီကမြတ်စွာဘုရားကိုရှ िख ိုးရင်းနဲ့ဝါကွမ်းကလေးတငိမ့်ငိမ့်ကျလာသလိုကိုတော်လေးကောင်းကင်ဘော်ကဆင်းသက်ကြွမြန်းလာခဲ့တယ်ဒီအချိန်မှာတိကျကေနာဝိဘက်တွေပါလာပြီထင်ပါရဲ့မှန်လားပါဖေ။ဖရာတပည့်တော်ဒီလိုအဖြစ်ဆိုး၍ကြုံရတာတဘုံတဘဝကဝိဘက်တွေများလားဖရာမြတ်စွာဘုရားရွှေဉာဏ်တော်နဲ့အတိတ်အကြောင်းတွေကိုလမ်းမြော့ကြည့်လိုက်တော့ချစ်သားဒီတရားလေးကိုနာပါကွယ်ပဒုမௌဒရာမြတ်စွာဘုရားလက်ထက်အခါတုန်းကသင်ချစ်သားတို့မိသားစုဟာဟိမွန်တာတော်ကြီးထဲမှာစောကြီးအမျိုးမှဖြစ်ကြတဲ့ဘယ်အမျိုးမှဖြစ်စောကြီးအမျိုးမှဖြစ်ကြတဲ့စောကြီးမိသားစုတွေဟိမွန်တာတော်ကြီးထဲမှာလှည့်ပတ်သွားလာကျက်စားနေတဲ့တနေ့မှာတော့မဟာလေကားပန်း၃ဝင်ကိုရခဲ့တယ်ဘာပန်းတွေရမဟာလေကားပန်း၃ဝင်ကိုရလို့ပဒုမௌဒရာမြတ်စွာဘုရားကိုပန်းလှူခဲ့ကြတယ်ဘာလှူခဲ့အဲ့ဒီပန်းလှူခဲ့တဲ့ပန်းကုသိုလ်တော်ကြောင့်ယခုဘဝမှာတာဝတိမြို့မှာတထေမိသားစုလာဖြစ်လို့ဟောဒီသားကလေးကလည်းတထေကတော်ကြီးရဲ့ဝမ်းမှာဝင်စားလို့လူချမ်းသာကလေးဖြစ်ခဲ့တာပန်းလှူတဲ့အကျိုးဘာအကျိုးလဲမိမိကိုယ်တိုင်အကြောင်းကောင်းတာတွေလုပ်ခဲ့လို့အကျိုးတွေလည်းကောင်းခဲ့တယ်အကြောင်းကောင်းရင်ချစ်သားရဲ့ဝိဘက်ချက်မှမလွတ်သားလို့စိုးကျိုးတွေခံရတာကတော့စိုးကြီးအမေကလေစိုးကြီးသားကလေးကိုအမေကသားကလေးကိုချစ်လို့တဖွာဖွာနဲ့ဆုံးမတယ်ဘယ်မသွားနဲ့နော်ညင်တဲ့တကောင်လည်းမလင်နဲ့နော်အချိန်တန်ရဲ့အမေအိမ်ကိုတော့ပြန်လာခဲ့နော်လို့သားကလေးကိုတဖွာဖွာတတွတ်တွတ်နဲ့မှာတယ်အမေကသားကိုမချစ်ဘူးလားသားကိုချစ်လို့မှာတာပါသားရဲ့သို့တော်လည်းသားကအမေရဲ့မေတ္တာကိုတန်ဖိုးလည်းမသိခဲ့ဘူးအမေတဖွာဖွာမှာတာကိုပဲပြစ်တောက်နဲ့ပြောတယ်တင်လို့အတော်ရှာရောရှိတဲ့ဟာကြီးအဲ့ဒီရှည်တဲ့ရှာကိုဆွဲထုတ်လို့ငရုတ်သီးတီရန်နဲ့ထိုးဖောက်ထားခြင်းတယ်လို့မင်းလေဇောကြီးဘဝမှာအမေကိုပြင်မမိတဲ့ဝစီကံဘာကံလဲမင်းကိုယ်တိုင်ပြင်မခဲ့တဲ့အမေအပေါ်မှာပြင်မလို့အမေတန်တယ်မင်းသိခဲ့
အမေခိုင်းတွေမင်းအရိုက်ခံရတဲ့မိဘကိုပြစ်မှားတော့ဒီအပြစ်ကြီးကံကြီးတွေကဝိဘက်ချက်မှမလွတ်တာလွတ်ပါမလားဒါကြောင့်မလွတ်နိုင်တဲ့ဝိဘက်မင်းခံရပြီဒါကြောင့်အမေရဲ့ရှာကိုဆွဲထုတ်မယုံသည်တည်ရန်နဲ့ထိုးပေါက်လိုက်ခြင်းနဲ့ဆိုတဲ့ဝစီကံအပြစ်ကလေးကြောင့်ဒီဘဝမှာမင်းရဲ့လက်မင်းရဲ့ခြေကိုတန်မှုတွေနဲ့အရိုက်ခံရတာကွယ်အကြောင်းဆိုးတာတွေလုပ်ခဲ့တော့အကျိုးကောမဆိုးဘူးလားကဲဆိုအကြောင်းကောင်းရင်အကျိုးကောင်းမယ်အကြောင်းဆိုရင်အကျိုးလည်းဆိုရတဲ့ရှေးကဆိုလို့ခုဆိုပါသည်အခုဆိုနောက်ဆိုပါလိမ့်မည်ရှေးကကောင်းလို့ခုကောင်းပါသည်အခုကောင်းနောက်ကောင်းပါလိမ့်မည်ဒါကြောင့်ဒုမိသားစုတွေယခုပစ္စုပန်ဘဝမှာအကြောင်းကောင်းတာတွေကိုပြုလုပ်ပါဘာလို့ရဒီတရားလေးသဘောပေါက်ပြီလားအကြောင်းဆိုရင်သားလေးမောင်ဥဒ္ဒရာတို့တာဝတိမြို့တော်ကြီးမှာတထေမိသားစုချမ်းသာသောတင့်တယ်သောအတတန်းကြသောဘဝတွေကိုရရှိတာကအကြောင်းကောင်းလို့ဘာလှူခဲ့တာလက်ချေတွေမှာတံမိုးတွေနဲ့ရိုက်နဲ့ခံရတဲ့ဝတ်ကြွေးတခိုးလို့ဆွဆွဲခံရတဲ့ဝတ်ကြွေးကတော့အကြောင်းဆိုလို့ဘာတွေလုပ်ခဲ့လို့အမေကိုဘာလုပ်ခဲ့ပြစ်မှားခဲ့တာကာယကံနဲ့မဟုတ်ဘူးနော်နှုတ်ကဝစီကံနဲ့ပြစ်မှားတာတို့ဒီခေတ်ကြီးလေးတွေညီမလေးတွေအဖေအမေကိုများအဖိုးကြီးအဖွားကြီးအိုးပေကြီးနော်ခမည်းတော်ခေတ်ဟုတ်တော့ပါဘူးဗျာအိုးပေလို့ဘေးထိုင်စမ်းပါဗျာမိဘတွေကိုဖွားခြင်းတိုင်းတယ်အရက်ချင်းတိုင်းတယ်ပခုံးချင်းရှင်းတယ်အနာကသွားရင်မငုံသွားဘူးဂါရဝမပြုတ်ဘူးအဖေမေတွေအောက်ကထိုင်စတီကုံအပေါ်ကထိုင်ပြီးတီဝီကြည့်တယ်ဝါတွင်ဝါပမကတော့စားဝဲတောက်ဝဲကောင်းကောင်းလေးချက်ရင်အဖေအမေကိုအရင်ဥမချဘူးတတိမရဘူးဆိုတော့ဒီဝတ်ကြွေးဝိဘက်တွေဟာဘဝတိုင်းမှာမလိုက်ဘူးလားတစ်ချိန်တစ်ခါပြမမိတဲ့ဝစီကအပြစ်ကလေးရေကြောင်းသားလေးမောင်ဥဒ္ဒရာခံလိုက်ရတာကွယ်ယခုခေတ်လိုတာစော်ကားနေကြမယ်မိဘကျေးဇူးမသိကြဘူးဆိုရင်ဒီဝိဘက်ကျမတွေဟာတန်တရာဘဝတိုင်းမှာလွတ်ပါအောင်မလားသားတို့သမီးတို့ရေယနေ့ကစမိဘကျေးဇူးတွေကိုသိတတ်လိမ္မာဖို့အတွက်ချင်းတောင်းဆရာတော်ကဓမ္မလက်ဆောင်ပေးလိုက်တဲ့တရားဘာကောင်းစဉ်အမေအတွက်မျက်ရည်တစ်ဆက်အမေအတွက်ကြရတဲ့မျက်ရည်ဟာဝမ်းသာမျက်ရည်ပဲဖြစ်ကြပါစေပူပင်သောကတွေနဲ့ကြရတဲ့အမေအတွက်အပူမျက်ရည်တွေတော့မဖြစ်ကြပါစေနဲ့လို့ချင်းတောင်ဖုံဖုံမှာခဲ့ပါရစေကွယ်။ကဲအားလုံးစုမိဘစကားနားထောင်ညာဖယားကိုလည်းမမိနဲ့မိဘစကားနားထောင်ညာတရားကိုလည်းမမိနဲ့မိဘစေရနာစုံမတာတန်ခါကိုလည်းမမိနဲ့မိဘကျေးဇူးမြင့်မို့အထူးကြည်တကွဲ့ဆက်ပါတယ်ယရဏသုံးပါးအမြတ်ထားတရားနဲ့နေကွဲ့မမိတ်နဲ့ပစ္စည်းနဲ့သာဝေစပ်ပါဘယ်မှာလဲကွဲချီမာတယ်တရားနဲ့သာ
ပိစပါမန်စွာခြေတကွယ်သားလေးရဲ့တရားနှင့်သာပိစပါမန်စွာခြေတကွယ်သမီးလေးရဲ့ကဲယနေ့ညအလူဒါယကဦးဆန်းမောင်တို့အလူမတော်ဆန်းဆန်းထေတို့ဝင်းသစ္စာမိသားစုတွေကအခြားနဲ့ကျေးဇူးဆက်တာလားတရားနဲ့ကျေးဇူးဆက်ပစ္စည်းနဲ့ဆက်ရင်မကြည်ဘူးတဲ့နော်တရားနဲ့ဆက်မှကျေးဇူးကြည်တဲ့ဆိုတော့မိမိလည်းတရားနှလုံးသွင်းရမယ်မိမိအိမ်မှာနေစဉ်ဗုဒ္ဓရဲ့ဂုဏ်တော်တွေပဋ္ဌာန်းတွေဓမ္မစကြာပရိတ်တွေလည်းအမြဲမပြတ်ရွတ်ဖတ်ပူဇော်နေရမယ်ဒါဆိုရင်မိမိရွတ်ဖတ်ပူဇော်ရတဲ့တရားကုသိုလ်နဲ့မိဘတွေကိုကျေးဇူးဆက်အမြတ်တမ်းတွေပေးဝေမယ်ဆိုရင်ဒါလည်းတရားနဲ့ဆက်တာမဖြစ်ဘူးလားနေ့စဉ်နေ့တိုင်းမိမိရဲ့အိမ်မှာဗုဒ္ဓရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ်ပွားများ၍တရားတွေနဲ့ကျေးဇူးဆက်နိုင်ကြပါစေမကောင်းဘူးလားဟဲ့ကဲဆိုတရားနဲ့သာပိစပါမစွာจิตကွယ်သားလေးရဲ့တရားနဲ့သာပိစပါမစွာจิตကွယ်သမီးလေးရဲ့မေမေမွေဖွာသမီးသားမထာတာဝန်ချေဖို့ကွယ်တို့ရဲ့မေမေကျေးဇူးတွေသာရည်ယုံပွဲမမေ့နဲ့တို့ရဲ့မေမေကျေးဇူးတွေသမီးရည်ယုံပွဲမမေ့နဲ့လိမ္မာအောင်နေသားလေးရေအမေမွေရာကျိုးနှံ့အောင်ကွယ်လိမ္မာအောင်နေသမီးလေးရေအမေမွေရာကျိုးနှံ့အောင်ကွယ်ကဲအလုံးဆိုရမယ်ဘုံဘုံပြန်ပါတော့မယ်ဘုံဘုံနှုတ်ဆက်တဲ့အခါမှာဒုမိသားစုတွေလည်းဘုံဘုံနဲ့ခိတ္တခန္ဓာခွဲခွာနေတဲ့အချိန်ဒါနသီလသမထဝိပဿနာဟန်ချက်ညီအောင်ပြုလုပ်ကြပါဒါကြောင့်ဘုံဘုံမှာခဲ့ပါရစေနဖန်73ရက်အင်္ဂလိပ်လို73ရက်ဘုံဘုံညပွဲမရှိပါဘူးနေပွဲတွေပဲမနေ့ပိုင်းမှာပေါ်တော်မူဖရာမမွေးနေ့ချီးမြှောက်ပြီးရနေ့လေတနာရီမှာတောင်စလင်းတိုက်တဲ့ဘာဝနာဌာနမှာချင်းတောင်တန်းကိုလှူဒန်းတဲ့ဖရာပလင်နဲ့ဖရာရုပ်ပွားတော့ရေစက်ချနေပွဲလေးဖုံဖုံသွားဟောပြီးတော့အလှခံမှာဖြစ်ပါတယ်ညပိုင်းတရားပွဲနားပါမယ်အင်္ဂလိပ်လို14ရက်16ရက်2ရက်တော့မန္တလေးစัจ जा နွယ်စဉ်ရက်မှာမေတ္တာရေစဉ်ပုံစွမ်းလောင်းအသင်းမှာ2ညဖုံဖုံတရားဟောပြီးရင်18ရက်နေ့ရန်ကုန်အရောက်ပင့်ထားတဲ့အတွက်18ရက်နေ့ရန်ကုန်ကြွ19-20မှာနိုင်ငံတော်တနိုင်ငံလုံးဘုန်းတော်ကြီးတင်ပညာရေးကျောင်းများနှစ်ပတ်လည်အစည်းအဝေးပွဲကိုဘုံဘုံသွားရောက်တက်ပြီးမှဟာခါမြို့ကိုဘုံဘုံပြန်ကြွမှာဖြစ်ပါတယ်။ဒါကြောင့်ခိတ္တခဏခွဲခွာသွားတဲ့အချိန်မှာဆွေတော်မျိုးတော်တွေအားလုံးဗုဒ္ဓဘာသာတိုင်းပြုလုပ်ရမယ့်လုပ်ငန်းကြီး4ရပ်ပေါ့ဒါနသီလသမထဝိပဿနာဟန်ချက်ကြီးအောင်ပြုလုပ်နိုင်ဖို့အလုံးစုံပြန်ကန်ဤမာခဲ့မယ်ပြန်ကန်ဤလို့မာတော့မယ်ဒါနကုလေပြုပါကွယ်သီလကိုလည်းစောင့်တည်တကယ်ဘာဝနာကိုလည်းပွားရပါမယ်ဒါကမှနိဗ္ဗာန်နဲ့လှမ်းနိုင်ကြပါမယ်လောဘကိုလည်းနှုတ်ရမည်အလောဘနဲ့လည်းစိတ်ရမည်နှုတ်သည်ဆက်သည်
နှုတ်ဆက်ခဲ့ပါသည်ဒေါသကိုလည်းနှုတ်ရမည်အာဒေါသနှင့်လည်းစိတ်ရမည်နှုတ်သည်ဆက်သည်နှုတ်ဆက်ခဲ့ပါသည်မောဟကိုလည်းနှုတ်ရမည်အာမောဟနှင့်လည်းစိတ်ရမည်နှုတ်သည်ဆက်သည်နှုတ်ဆက်ခဲ့ပါသည်သာရဝတရားကိုချစ်ခင်တရားကိုတော့အနှစ်ထင်ဤတရားကိုတော့အပြစ်မမြင်တရားတော်ရဲ့အပေါ်မှာဉာဏ်သက်ဝိညာဉ်ကုန်သောသင်သူတော်ကောင်းအပေါင်းတို့သည်စကိုင်းမြို့ပွင့်သက်စာမိသားစုအလုဒါယကဥစမ်းမောင်အလုအမတော်ဆန်းဆန်းတေမိသားတစုတို့နှင့်တကဝအလုံးသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်ဣမံဓမ္မဒေသနံသာတို့သမီးတို့မိဘကျေးဇူးတွေကိုတတ်သိနာတဲ့ပြန်ဆက်နိုင်မှုအရေးအတိပေးလိုက်တဲ့အမိတ်အတွက်မျက်ရည်တစ်စက်အမိပြုတဲ့ဤတရားဒေသနာတော်ကိုအပမဒေနာမမေ့မလျောမပေါ်မဆအပ်သောတတိတံပဇင်တရားဖြင့်တမ္ပါဒိဋ္ဌကောင်းစွာမသွေလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း